ရဲ့သက်ဆိုတာအခုလိုရွေ့နေတာရွေ့အပတညေဝတံဩဒေကန့်တတ်ထားတဲ့အတိုင်းအတာတစ်ခုပြည့်အောင်ဘယ်သူမှမနေရဘူးနော်စနစ်နဲ့ပြောင်းနေကြတာတချို့မှမန္တတသကရင်သေသွားမယ်တချို့ကတော့ခိဋ္ဌတသကရင်သေသွားမယ်တချို့ကဝဏ္ဏတသကရင်သေသွားမယ်ဒီဓာလက10ခုဆိုတတ္တရာရှိရအဲ့ဒီထီအောင်ရောက်တဲ့ပုဂ္ဂိုလ်လွန်နေတယ်အပတညေဝတံဩဒေဆိုင်ရာအစုလိုက်စနစ်တစုမရောက်ခင်မဲ့နှလုံးစိတ်တော်ဝသုတ်တတိကျူပင်လေးကိုခုတ်ပြီးတော့နေဘူးထဲချလိုက်တဲ့အခါကျူပင်လေးကရှုံသွားသလိုပဲနော်နေဘူးလောင်ပြီးတော့ကျူပင်ဟာရှုံသွားသလိုပဲလူဟာလည်းပဲဒီသေဆုံးခြင်းနဲ့ကြုံတွေ့ရတယ်ဒါကြောင့်မို့လို့ငါမင်းစည်းစိမ်ကိုမလို့ခြင်းဘူးတို့နေရတဲ့ဘဝလေးဟာခဏလေးပဲကာတထနန္ဒီကာခိဋ္ဌာတလောက်တက်တန်းလေးကတူပြီးတော့ဘဝဟာမတည်မြဲတာမင်းကာနန္ဒီဘာများကြိုက်เสียရှိလို့လဲဘာများကျင့်တတ်เสียရှိဘာမှကျင့်တတ်เสียမရှိဘူးကာခိဋ္ဌာပြောเสียရောရှိရလားမရှိဘူးဘာမှပြောเสียမရှိဘူးကာရတိနှစ်သက်ကျင့်တတ်เสียရောရှိလားမရှိဘူးကာတိတနေတနာစီးပွားဥစ္စာတွေရောဘာလို့ရှာနေမှာလဲအလုံးထားခဲ့ရမှာပဲကိုရှာသမျှတွေကအလုံးထားခဲ့ရတို့နေတာခဏလေးပဲနော်ကျန်တဲ့အကုန်လုံးထားခဲ့ရမှာလေကိမေပုတ္တိဟိဓာရေဟိရာဇမုတ်တော်သမိဖန္နနာရှင်မင်းကြီးတဲ့ဒီလိုတက်တန်းလေးကတူတောင်းလေးမှာသားတွေသမီးတွေနဲ့ဘာလုပ်မှလဲတဲ့အိမ်အောင်လေးပြုတ်ပြီးတော့ဘာလုပ်မှလဲအဲ့ဒီအနှောင်ဖွဲ့တွေကငါလွတ်ပြီဒီဘဝကိုငါပြန်ဘယ်တော့မှမဆင်းဘူးလို့အဲ့ဒါလို့တရားဟောလိုက်တာနော်အဲ့လိုတရားဟောတော့သောဧဝံသောဟံဧဝံပသနာမိမစ္စုမေနပမစ္စတိငါဒီတိုင်းပဲနားလေတယ်သိချင်းတရားကငါ့ကိုမေ့ထားမှာမဟုတ်ဘူးတဲ့လားခေါ်မှာသိချတယ်သိချင်းတရားဒီငါ့ကိုမေ့ထားမှာမဟုတ်ဘူးအနကေနာရိပန္နတကာရတိကာတနေသနာသိရမဲ့လူတယောက်အနေနဲ့ပြောစရာအချိန်ဆိုတာဘာရှိလို့လဲတဲ့ပစ္စည်းဥစ္စာတွေကိုရှာဖွေစုဆောင်းနေတာလဲဘာလို့ဖို့လဲဟောဇာတိနရဏံအတ္တမစနေတသန္တာလယောနိဓိပတာကနေထာပကေဟိကံမေဟိတုပပကေဟိသန္တာလကပ္ပေအဝေသိမပုပ္ပေမင်းကြီးစဉ်းစားကြည့်တယ်တို့ညီကိုနှစ်ယောက်အတိတ်ဘဝတုန်းကနော်တကယ်ကိုအောက်တန်းကြတဲ့စန္ဒာလမျိုးမှာလူသားတွေထဲမှာအောက်တန်းအကျဆုံးစန္ဒာလဘဝတို့ရောက်ခဲ့ကြတယ်ပေါ့ရောက်ခဲ့တယ်အဲ့ဒါပြီးအင်းကြီးကလည်းမှတ်မိတယ်နော်အဲ့ဒီပြီးစန္ဒာလဘဝရောက်တာပကေဟိကမကေဟိတုပပကေဟိအလုံးကိုမကောင်းတဲ့အကုသိုလ်တွေကြောင့်တို့အဲ့ဒီဘဝရောက်တာတဲ့လူချင်းတူရတဲ့နဲ့အစင်တမ်းမရှိတဲ့ဘဝမျိုးတို့ရောက်လာခဲ့တာတကေဟိကမကေဟိတုပပကေအလုံးကိုအောက်တန်းချတဲ့မကောင်းတဲ့အကုသိုလ်ကံတွေကြောင့်တို့လုပ်ခဲ့တဲ့ကံတွေကြောင့်စန္ဒာလကပ္ပေအဝေသိမပုပ္ပေစန္ဒာလအမျိုးထဲမှာသွားပြီးတော့တို့ဟာတရေတဲပြီးအဲ့ဒီအမျိုးရိုးထဲမှာသွားမွေးတာအလုံးကိုဆိုးဝါးတဲ့ဒုစရိုက်ရဲ့အကျိုးတွေကိုတို့ခံခဲ့ရတာမဟုတ်လားတဲ့စန္ဒာလာဟုံမအဝန္တိတုတဲ့အဝန္တိတိုင်းမှာတို့နှစ်ယောက်ဟာဒွန်းဆန္ဒဖြစ်ခဲ့ကြတယ်မိခာနေရင်စရံပတိအဲ့ဒီဘဝကတည်တဲ့အခါနေရင်စရံမြစ်ကမ်းခြေမှာသမင်သွားဖြစ်ရပြန်တယ်ဥက္ကုတနမရာတိနမရာမြစ်ရဲ့ကမ်းခြေမှာကျတော့ဝန်လိုငှက်တွေသွားဖြစ်ကြပြန်တယ်တရိစ္ဆာဗြဟ္မဏခတ္တိယငါတို့နှစ်ယောက်ဒီကနေ့ကျတော့ဗြဟ္မဏနဲ့ခတ္တိယလာဖြစ်နေကြပြန်ပြီပေါ့ဟောအောက်တန်းနောက်တန်းကနေပြီးတော့အသင့်အတင့်မြင့်မြတ်လာတဲ့ဘဝကိုအခုလိုရောက်လာတာဒါတွေသိနေရတဲ့နဲ့ငါဟာဘာဖြစ်လို့ဒီမင်းစည်းစိမ်ခံစားပြီးတော့အိမ်တော်ပြုတ်မလဲတဲ့သီလကိုပဲငါထိမ့်သိမ်းဆောင်ရှောက်မယ်ကုသိုလ်တရားကိုပဲအားထုတ်မယ်လို့စိတ်တပဏိတယတိကနေပြီးတော့
တန်ဗုဒ္ဓဘုရင်ကိုဒီလိုအတိတ်ဇာလန်းတွေကိုဖော်ကျူးပြီးတော့တရားဟောတာအဲ့တော့တရားဟောပြီးတော့သူ့ကိုကုသိုလ်ကောင်းမှုတွေလုပ်ဖို့တိုက်တွန်းတယ်တိုက်တွန်းမှုဆက်ပြီးတော့ပြောပြန်တယ်နော်ဘုရင်ဘဝနဲ့စီစိန်တွေကိုရစ်မနေနဲ့ဆိုတာကိုသူကပြောချင်တယ်ဥပနိယတိဇီဝိတမပ္ပမာယုသရုပနိတတနတ္တန္တိတာနာကရောဟိပင်စာလမမေတ္တဝါကျမာကာတိကမ္မာနိဒုက္ခုတရယာနိသူတိုက်တွန်းပုံလေးအသက်ဆိုတာအသက်ကတေခြင်းကိုပို့နေပြီနော်တို့ရထားတဲ့အသက်တရားဒီတနေ့နဲ့တနေ့သေခြင်းဘက်ကိုရောက်လာပြီကတ်လာပြီဥပမာပါနဲ့တူတော့ဆိုရင်နသယုံပို့တဲ့နွားသည်ခြေတလန်းနဲ့တလန်းသေရမှနေလာတယ်လို့ပဲနသယုံနဲ့နီးသားတယ်လို့တဲ့လူတွေရဲ့အသက်ဟာအလွန်တူတောင်းမှုရှိတဲ့လူအသက်ကိုသေခြင်းရှိရသို့ဆွဲခေါ်ခြင်းကိုခံရပြီတဲ့သရုပနိတတနတ္တန္တိတာနာအဲ့ဒီအချိန်မှာအိုမင်းရစ်ရော်လာတဲ့အချိန်မှာလဲဘယ်သူမှကိုယ်ကိုကာဝယ်ဖို့မအိုဖို့မနာဖို့မသေးဖို့ဆိုတာအကာဝယ်ပေးမဲ့လူဘယ်သူမှမရှိဘူးတဲ့ကာကယ်နိုင်စမ်းလည်းမရှိကြဘူးတဲ့ဒါကြောင့်ကရောဟိပင်စာလမမေတ္တဝါကျပင်စာလမင်းငါစကားကိုမင်းလိုက်နာတဲ့ငါပြောတာကိုမင်းမှတ်ထားတဲ့ငါစကားကိုလိုက်နာပါမာကာတိကမ္မာနိဒုက္ခုတရယာနိဒုက္ခဖြစ်ပွားစေတတ်တဲ့အလုပ်တွေမင်းဘယ်တော့မှမလုပ်ပါနဲ့အကုသိုလ်လုပ်တွေမလုပ်ပါနဲ့နော်နောက်တစ်ခုကျတော့ဒီလူတွေရဲ့အသက်တိုးတောင်မှုလူတွေမှာတဖြည်းဖြည်းအိုးလာတာတို့သေတာတို့အကာအကွယ်မရှိဘူးအဲ့ဒါကိုထုတ်ဖို့ပြောပြီးတော့မာကာတိကမ္မာနိဒုက္ခပလာနိဆင်းရဲတဲ့အကျိုးကိုထုတ်လို့မဲ့ကံတရားတွေအကုသိုလ်ကံတွေကိုမလုပ်နဲ့တဲ့မာကာတိကမ္မံရဇတိတာနိကိလေသာမျိုးတွေကိုဖြစ်ပွားစေတတ်တဲ့ကိုယ့်ရဲ့ခေါင်းပေါ်မှာကိုယ့်ရဲ့တဏ္ဍာမှာကိလေသာမျိုးမုံတွေကျဲတဲ့အလုပ်တွေကိုမလုပ်ပါနဲ့နောက်ဆုံးသူပြောလိုက်တဲ့စကားဥပနိယတိဇီဝိတမပ္ပမာယုဝဏံစရဟန္တိနရတဇိယတိနော်ဒီလူတွေရဲ့အသက်ဆိုတာကိုအိုခြင်းကိုတွန်းပို့တယ်အိုခြင်းကနေနာခြင်းကိုတွန်းပို့တာခံရတယ်နာခြင်းကနေသေခြင်းကိုတွန်းပို့သွားတာခံရတယ်နွားအသက်ခံရမဲ့နွားတကောင်ကိုနသယုံကိုပို့နေတယ်လို့ပဲလူတွေကိုလည်းပဲနော်သေခြင်းတရားစီကိုဆွဲခေါ်နေတာကိုခံနေရတယ်အားလုံးဟာသေခြင်းစီကိုဆွဲခေါ်နေရတယ်ယုံလို့လည်းမရဘူးနော်သေခြင်းတရားစီကိုဆွဲခေါ်နေတာခံရတယ်ဝဏ္ဏစရဟန္တိအိုခြင်းဆိုတဲ့တရားတွေကနုပြုမှုအားလုံးကိုဖျက်ဆီးသွားကြတယ်နော်မိဟာတောကိုလောင်ကျွမ်းပြီးတော့တောကြီးတစ်ခုလုံးကိုဒီလောင်ကျွမ်းဖျက်ဆီးလိုက်တယ်လို့အိုခြင်းတရားလူရဲ့နုပြုမှုတွေအားလုံးကိုဖျက်ဆီးဖြစ်တယ်တဲ့ကရောဟိပင်စာလမမေတ္တဝါကျငါပြောတဲ့အတိုင်းမင်းလိုက်ပြီးတော့လုပ်ပါမာကာတိကမ္မနိရိပပတ္တိယငရဲကြမဲ့အကုသိုလ်အလုပ်တွေကိုမင်းမလုပ်ပါနဲ့ငါပြောတဲ့စကားနားထောင်ပါလို့စိတ်တယတိကအတိတ်ဘဝကသူ့ညီနော်ဒီဘဝမှာတော့သူတို့ဟာညီကိုမတော်ကြဘူးသို့တော့အတိတ်ဘဝကသူ့ညီဆုံးမတဲ့အခါကျတော့ကြည့်တယ်နော်ဘုရင်ကြီးကဘာပြန်လျှောက်တုံးဆိုအတ္တာဟိသစ္ဆံဝဆနံတဝိတံရှင်သိပြောတဲ့စကားဟာမှန်ပါတယ်တဲ့ဟုတ်တယ်သိရမယ်ဆိုတာမှန်ပါတယ်တဲ့လူတွေဟာယထာဣတိဘာတတိယောဧဝမေတ္တာရှင်သိပြောတဲ့အတိုင်းလောကမှန်တယ်တဲ့မှန်တယ်ကာမသမေတန္တိအနပ္ပရူပတေဒုစနာမာရိတေနာဘိက္ခုအရှင်ဘုရားတဲ့တပည့်တော်ပိုင်ဆိုင်တဲ့ဟာတွေကနဲတာမှမဟုတ်တာဟာတဲ့တပည့်တော်အနေနဲ့အဲ့ဓာတွေကိုစွန့်ပစ်ဖို့ခက်တယ်ဗျာဘယင်ယာတုလည်းစွန့်ပစ်ဖို့ခက်တယ်မိသားစုကိုလည်းစွန့်ဖို့ခက်တယ်သူပိုင်ဆိုင်တာတွေကိုလည်းစွန့်ပစ်ဖို့ယာတုအာနာစိစိန်ဥစ္စာဒါတွေကိုစွန့်ဖို့ဆိုတာအလွန်ခဲနေပေါ့ရှင်ဘုရားပြောသလို
ဒီသိချင်းတရားဆိုတာကြုံတွေ့ရမယ်ဆိုတာသူနားလဲပါတယ်တဲ့ဒါပေမဲ့လို့တွေးလိုက်တိုင်းကြောချမ်းစရာဒါတွေစွန့်ရမယ်ဆိုရင်သူဘယ်လို့မှမစွန့်နိုင်ဘူးတဲ့ဥပမာမဲ့တဲ့ညွန်ထဲမှာနစ်နေတဲ့ဆင်ကြီးတစ်ကောင်ဟာထိုညွန်ကနေရုံထွက်ဖို့ရခက်တယ်လို့ပဲအဲ့တော့ညွန်ဆိုတာစဉ်းစားကြည့်နော်တကယ်တောနဲ့ကြီးတွေထဲမှာကြည့်လိုက်လို့ရှိရင်တော့မြက်ခင်းပြင်ကြီးလို့ဘာလို့ထင်ရတယ်အဲ့ဒီထဲမှာအမတ်တမဲ့ဆင်းမိလိုက်လို့ရှိရင်လှုပ်လေမြုပ်လေလှုပ်လေမြုပ်လေပဲရုံထွက်လို့မရတော့အဲ့ဒီလိုညွန်ဘွက်အိုင်ကြီးတွေကတောကြီးတွေထဲမှာရှိတတ်တယ်ပေါ့အဲ့တော့မစင်မကျင်သွားရှောက်လန်းလိုက်လို့ဆင်တကောင်ဟာအဲ့ဒီညွန်ထဲကျသွားလို့ရှိရင်တဖြည်းဖြည်းမြုပ်နောက်ဆုံးမှသိဆုံးသွားတာရုံထွက်လို့မရတော့နှုံနဲ့မြုပ်တယ်ဆိုတာအဲ့ဒါမျိုးပြောတာနော်တောထဲမှာရှိတဲ့ညွန်ဘွက်ကြီးထဲမှာမြုပ်သွားတာအပေါ်ယံကြည့်လိုက်ရင်မြက်ခင်းကြီးလို့ရှိတယ်သူကမြက်ပင်နေပေါက်နေတယ်အဲ့ဒီလိုသူဟာလည်းပဲကာမဂုဏ်အာယုန်တွေကရုံထွက်နိုင်စွာမရှိပါဘူးတဲ့ဒါကြောင့်ဖြစ်နိုင်တာလေးတခုသူမားစာပါဘာလို့ဆိုရင်ယထာပိမာတာသပိတာသပုဒ္ဒံအမေနဲ့အဖေကသူ့သားကိုကျင်နာတဲ့နှလုံးသားနဲ့ဆုံးမဩဝါဒပေးသလိုတဲ့နော်အနုတာတရေကိန္တိဒုက္ခိဝေယဘယ်လိုနေသင့်တယ်ဘယ်လိုထိုင်တယ်ဘယ်လိုနေမှချမ်းသာဒုက္ခရမယ်ဆိုတဲ့ဆုံးမဩဝါဒပေးသလိုတဲ့ဧဝံပိမံတွန်အနုတာတဗန္တိအရှင်ဘုရားလည်းပဲတပည့်တော်ကိုအဲ့ဒါလိုဆုံးမပါတဲ့ယထာစိရံပစ္စဒုက္ခံဘဝေယံတမလွန်ဘဝမှာတပည့်တော်ဘယ်လိုကောင်းရသူဣတိဘုံတွေရောက်နိုင်တယ်ဘယ်လိုချမ်းသာဒုက္ခရောက်နိုင်တယ်ဆိုတာလေးကိုတပည့်တော်နီလံပေးပြီးတော့ဆုံးမဩဝါဒပေးခဲ့ပါတဲ့အရှင်ဘုရားလို့ယသိဝုဖို့ဆိုတာမဖြစ်နိုင်သေးဘူးလို့ပြောတာနော်အခုလေကြည့်ပါလားမေးကြည့်သင်္ကန်းဝကြမလားဆိုရင်မဖြစ်သေးပါဘူးနော်အဲ့တော့ရုံမထွက်နိုင်သေးဘူးလို့ဆိုတယ်နော်ရုံမထွက်နိုင်သေးဘူးဆိုတော့စိတ်ဓာတ်ရဲ့သေးကြီးကဘာပြောတော့ဆိုပြန်ပြီးတော့ပြောတယ်နောစေတုဝံဥတ္တဟေစနေညာကာမေဣမေမာနုတကေပဟတောဟုတ်ပြီဒီလူဘဝမှာရရှိထားတဲ့စီစဉ်ဥစ္စာယာဓုခုံသိမ့်တွေကိုမင်းရှင်မင်းကြီးမစွန့်နိုင်ဘူးဆိုလို့ရှိရင်တဲ့ဘာလုပ်ရမလဲဓမ္မိန်ပလိပဋ္ဌပယံတုရာသအဓမ္မကာရောတဝမာဟုရတိဆုံးမလားအခွန်ကောက်တဲ့အခါမတရားပဲနဲ့အခွန်မကောက်နဲ့တဲ့တိုင်းပြည်သားတွေပေါ်မှာမတရားတဲ့အခွန်အကောက်တွေနဲ့မကောက်နဲ့တဲ့မင်းဆိုးရာဇာတွေရှေးထုံးတိုင်းပဲ10ဘုတ်တဘုံအခွန်ကောက်တာမျိုးပေါ့နော်10ဘုတ်တဘုံဆိုတာစဘာ10တင်းရရင်တည်း10ဘုတ်တဘုံပဲအခွန်ကောက်ပါတဲ့ထုံတန်းဆင်လာရှိတဲ့အတိုင်းသာလုပ်ပါတရားသဖြင့်ပဲအခွန်ကောက်ပါအတ္တမကာရောတဝမာဟုရထေတေမင်းကြီးရဲ့နိုင်ငံမှာတဲ့အစင်လာလိုက်နာကျင့်သုံးတဲ့တရားဓမ္မတွေမတရားမှုတွေရှင်မင်းကြီးရဲ့နိုင်ငံမှာမဖြစ်ပါစေနဲ့အဲ့ဒါအလွန်အရေးကြီးတဲ့အဆုံးအမချက်ပဲသူကနော်မတရားမှုတွေဖြစ်စေတဲ့စကြဝဠာမင်းကြီးကသူ့သားကိုယာဓုလွှဲအပ်တဲ့အခါသူကပြောသွားတာမာတေတာထဝိစီတေအာရမကာရောပုတေထာငါသားမင်းနိုင်ငံမှာမတရားမှုတွေမဖြစ်စေနဲ့အဲ့ဒါကိုမင်းနိုင်အောင်ထိန်းဒါမှားတယ်နော်အခုလည်းပဲစိတ်ဓာတ်ယသိကနေပြီးတမ္ဗုဒ္ဓဘုရင်ကြီးကိုမှားတယ်တမ္ဗုဒ္ဓဘုရင်ကြီးကိုအတ္တမကာရောတဝမာဟုရထေသင်နိုင်ငံမှာတဲ့တရားမဲ့လောက်ရည်မဖြစ်စေနဲ့ပါတရားဥပဒေနဲ့ဆန့်ကျင်တဲ့လောက်ရည်မဖြစ်စေနဲ့နောက်တစ်ခါဒုတာဝိဒဝန္တိထိတာစတတောနိမန္တကသမဏဗြဟ္မဏနာတေအာနေနပန္နေနဥပဋ္ဌာတုစတေနသေနာသနပစ္စေနဝဋ္ဌေနသေနာသနပစ္စေနသာအရာလေးကနာကိုဒီတမန်တော်တွေလွှတ်လိုက်ပါတဲ့သူတော်ကောင်းတွေရှိတဲ့နေရာတွေရှာဖွေပြီးတော့အဲ့ဒီသူတော်ကောင်းတွေကိုပင့်ဖိတ်ပါပင့်ဖိတ်ပြီးတဲ့အခါမှာထမင်းခဲပွဲအဖျော်ရမကနေစရာထိုင်စရာတွေနဲ့သူတို့ကိုလှူပါတမ်းပါသူတော်ကောင်းတွေရှိတဲ့နေရာတွေကိုလိုက်လံထောက်လှမ်းစုံစမ်းဘယ်နေရာမှာသူတော်စင်တွေရှိတယ်
ရှိတဲ့သူတော်စင်တွေကိုရှေးကတော့ရှားတာကိုနော်သူတော်စင်တွေကိုလိုက်ရှာပြီးတော့အဲ့ဒီသူတော်စင်တွေကိုလူပါတမ်းမှာတဲ့အနေနပန္နေနပတနာစိတ်တော်တန်တပယသမဏပြမနိစာအကျင့်ကောင်းတဲ့သမဏပြမနာတွေကိုတဲ့ထမင်းအဖျော်စသည်ဖြင့်ကြည်နူးတဲ့သရာစိတ်နဲ့လှူဒန်းမှာပေးကမ်းမှာဓာတဝါစဗုဒ္ဓဝါစယထာနုဘာဝအနိတိတောသက္ကမုပေတိဌာနံကိုရလာတဲ့ပစ္စည်းဥစ္စာဆိုတာတဲ့လှူလဲလှူစားလဲစားတဲ့ကိုယ်အတိုင်းတာတစ်ခုလေနော်စားဖို့ကြီးပဲမကြံနဲ့တဲ့လှူလဲလှူစားလဲစားကိုယ်စွမ်းအားရှိသလောက်အဲ့ဒါလို့ကုသိုလ်ကောင်းမှုလည်းလုပ်မယ်ဆိုရင်အနိတိတောတဲ့လူလောကမှာလည်းပဲအခက်ရမခံရဘူးတဲ့မခံရတဲ့အပြင်သေတဲ့အခါမှာသက်ကမုပေတိဌာနကောင်းရတုတိဘုံကိုရောက်ပါတယ်အဲ့ဒီတိုင်းလိုက်နာจิตသုံးပါလို့ဒီလိုပြောတာနော်ဆုံးမပြီးတော့တတိပေးစကားလေးတခါဆိုခဲ့သေးတယ်ရှင်မင်းဆိုတာမျိုးကစိစိတ်ဥစ္စာတွေနဲ့ယာတုအာနာနဲ့အလုံးကမှန်ပါဖျားဆိုပြီးတော့ထားတော့ပြန်မပြောရတဲ့ပုဂ္ဂိုလ်ဆိုတော့မာမနာတွေမေလျော်မှုတွေဖြစ်တတ်တယ်ပေါ့နော်အဲ့တော့သစေစတံရာဇမထောတဟေယနာရိကနေဟိပရိစာရယန္တဣမမေဝဂါထံမနတိကရောဟိဘာတိတိစေနံပရိတာယမစ္စေငါဂါထာတစ်ပုဒ်ပေးခဲ့မယ်တဲ့ဂါထာတစ်ပုဒ်ပေးခဲ့မယ်ရှင်မင်းကြီးတဲ့နော်မောင်မမိတ်တန်ချမ်းရံပိတတ်တွေနဲ့စံပယ်ကွန်မြူပြီးတော့နေတဲ့အချိန်မှာမန်ရစ်မှုတွေများကိုယ်စိတ်ထဲမှာပေါ်ငါကွငါလိုရင်ရှိသေးလားလို့ဆိုပြီးတော့ကိုယ့်ကိုယ်အထင်ကြီးတဲ့စိတ်ဝင်လာလို့ရှိရင်တဲ့အခုသင်ပေးတဲ့ခါတာလေးကိုနှလုံးသွင်းလိုက်ပါတဲ့နော်သင်ပေးထားတဲ့ခါတာလေးကိုနှလုံးသွင်းလိုက်ပါပရိသတ်ကြားထဲမှာလည်းအဲ့ဒီခါတာလေးကိုမပြတ်ရွတ်ပြပါကိုယ်ခဲလူတွေကတော့ကိုပြောက်ဂါထာတို့ဘာတို့ကြတော့လိုချင်တယ်ဟုတ်နော်ကိုပြောက်အောင်အဲ့တော့ဒီမှာဒီဂါထာလေးကိုရေးပေးထားတာကြက်ချင်ရင်လည်းဒီဂါထာလေးကြက်ထားဒီဂါထာလေးရဲ့အဓိပ္ပာယ်ကဘာတော့ဆိုသူကဘဝကိုမမေ့ဘူးသင်ပေးထားတယ်အဘောကာတတယောဇန္တုဝဇန္တယာခိရပါယိတောပရိကိဏောသူဝါနေဟိသစ္စာရာဇာတိဥပ္စတိထွန်းဆန္ဒဘဝတုန်းကသူတို့နေစရာအိမ်မရှိဘူးနော်အမိုးအကာမရှိတဲ့နေရာမှာခြုံကြားလေးတွေမှာထိုးပြီးဒီတိုင်းနေကြတယ်နော်အဘောခါတာလွင်မြင်မှနေရတာခွေးတွေနေတယ်လို့ပဲတပင်ရိပ်လေးအောက်မှာအဲ့ဒါလိုနေကြတယ်သူကအဘောခါတာတယောဇန္တုဝဇန္တာခိရပါယိတောအမေကတောထဲမှာရှာသွားတဲ့အခါကျတော့ခွေးတွေနဲ့အတူတူခွေးတအုပ်မကြီးရဲ့နှုတ်ကိုစုပြီးတော့ခွေးလေးတွေနဲ့တူတူမြေကြီးပေါ်မှာအိတ်ခဲ့ရတာတဲ့ဒွန်းဆန္ဒဘဝမှာနော်အဘောကာတတယောဇန္တုအေးအမိုးကမရှိတဲ့လဟာပြေမှာနေခဲ့ရပြီးတော့ခွေးနှုတ်စုခဲ့ရတယ်ပရိကိဏောသူဝါနေဟိခွေးတွေနဲ့လူပြီးဓမင်းစားခဲ့ရတယ်ခွေးစက်ခွက်နာမှာနေခွေးတွေနဲ့အတူတူအိတ်ခွေးနှုတ်စုခွေးကြွေးတာတွေနဲ့ရောစားသစ္စာရာဇာတိကိုစတိအဲ့ဒီလိုဘဝကနေပြီးဒီကနေ့ကျတော့ဘယင်လို့ခေါ်နေတာပါကွာတဲ့မင်းတစ်ချိန်တုန်းကခွေးတွေနဲ့တူဓမင်းစားလာတဲ့ကောင်အဲ့ဒီလိုပြောတာနော်အတိတ်ဘဝကိုပြန်ပြောတာသူတို့ဒွန်းဆန္ဒဖြစ်တဲ့အချိန်တုန်းကအမေကြီးကမအားတော့သူ့ကိုခွေးတွေကြားထဲထားပစ်ခဲ့တာတော့ငယ်ငယ်လေးဆိုခွေးနှုတ်လည်းစိုးလိုက်တာပေါ့ခွေးလေးတွေနဲ့တောင်တက်မြောက်တက်သူလည်းအဲ့ဒီမှာပဲအိပ်ရတာခွေးတွေနဲ့တူတူအိပ်ပြီးတော့ခွေးနှုတ်စုအဲ့ဒါလို့ခွေးတွေနဲ့တူတူအိပ်ခွေးတွေနဲ့တူတူစားပြီးတော့နေရတဲ့ဘဝကဒီကနေ့ကျမှဘယင်လို့ခေါ်နေတာပါဆိုတာလေးကိုမင်းတတိထားပြီးဒီခါတာလေးကိုမျက်မှတ်ပြရွတ်ပါတဲ့အဘောကာတတယောဇန္တုဝဇန္တာခိရပါယိတောပရိကိဏောသူဝါနေဟိအစ္ဆရာဇာတိကိုစတိအေးအမိုးကမရှိတဲ့လွင်မြေမှာနေပြီးကြီးရတယ်နော်ခွေးမကြီးရဲ့နှုတ်ကိုစုပြီးတော့ခွေးကလေးတွေနဲ့တူတူနေရတယ်အဲ့ဒီလူကခဏကြတော့ဘယင်လို့ပြောနေတာပါလို့ဆိုတာကိုမင်းအမြဲတတိထားပြီးရွတ်ပါလို့အဲ့ဒါလို့သွန်သင်ပြသပြီးတော့ယသိကကောင်းကင်ပြန်တက်သွားတယ်အဲ့ဒီကြတော့မှသူဟာထိတ်လန့်တုန်လှုပ်သွားပြီးတော့
တန်ဗုဒ္ဓဘုရင်ကြီးဟာချက်ချင်းပဲစီမံလုပ်ပြီးသားသမီးတွေအကုန်လုံးထိနှံစည်းစိမ်လွှဲပြီးတော့သူဟာထိုရသေးရှိတဲ့ဘက်ကိုဟိမဝန္တာဘက်ကိုလိုက်သွားတယ်လိုက်သွားပြီးသူလည်းရသေးဝတ်တယ်ပေါ့ရသေးဝတ်ပြီးတော့သူ့အကိုစိတ်ဓာတ်ရသေးကသင်ကြားပေးတဲ့အတိုင်းကျင့်ကြံကြိုးကိုအားထုတ်တော့ညီကိုနှစ်ယောက်စလုံးဟာရသေးဘဝမှာတရားသူတရားမြတ်တွေဇံပင်ရှင်တွေရပြီးနောက်ဆုံးမှာပြမပြေရောက်သွားကြတယ်ဒါကံတရားနဲ့တန်တရားဘဝများကံတရားအကျိုးပေးတဲ့အတိုင်းတန်တရားဘဝမှာကောင်းတာလုပ်ရင်ကောင်းတာအကျိုးရတယ်မကောင်းတာလုပ်တော့မကောင်းတာအကျိုးရတယ်ဒီလိုတန်တရားဘဝထဲမှာကျင့်ပြီးနေကြတဲ့ဘဝတွေဟာအလွန်များတယ်ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့စိတ်ဓာတ်တမ္မုဒ္ဒဘဝမှာစိတ်ဓာတ်နဲ့တမ္မုဒ္ဒတို့ရဲ့ဘဝဇာကြောင်းကိုနာယူမှတ်သားကြပြီးတော့ကံတရားရဲ့ဆံပြားပုံနဲ့တန်တရားဘဝများအခုလိုကျင့်နေကြရတယ်ဆိုတာကိုယ်စီတတိတံဝေကဖြစ်ပွားပြီးကုသိုလ်တရား